Hello，大家好。来，老师今天汉字里雷龙嘟嘟，你怎样熬呢？ဒီဟာလေးကဒီတရုတ်စာမှာဆိုရင်တော့ तू ကအလွယ်သုံးလို့ပြောရမယ်။老师တို့ဒီလိုနော်မြင်းလေးတစ်ချောင်းဆွဲလိုက်ရင် तू ကတစ်ကြီးနော်ရေးတဲ့ခါကျရင်အရန်လွယ်ကူတယ်။ तू ကဘယ်ဘက်ကနေညာဘက်ကိုဆွဲရမယ်နော်။ तू ကအတန်ထွက်ကကြီးသူ့ကိုကြီးကို IYI ကြီး I ပေါ်မှာစမ်းတယောက်လေးတင်ရမယ်နော်။သူ့အဓိပ္ပာယ်ကတော့တစ်好ဒါဆိုရင်ရီလေးဆွဲတတ်ပြီလို့ထင်ပါတယ်နောက်တစ်လုံးသွားမယ်二လေးကကြတော့လေသူကအပေါ်ကရီဟန်ကတူပြီးတော့အောက်ကရီဟန်လေးကရှည်ရမယ်နော်အဲ့တော့ဒီဟာလေးကိုနော်လေးရေးတဲ့ခါကျရင်သူက ပေါ်မှာစမ်းတယောက်လေးတင်ရမယ်သူကနံပါတ်2တခုတတိထားမှာကဒီအပေါ်ကအရန်သေးပြီးတော့အောက်ကမတရားကြီးရှည်နေလဲမလာဘူးနော်ပြီးတော့တစ်ခုနဲ့တစ်ခုကိုလည်းအရန်ကြီးဝေးနေအောင်ဆွဲရင်လည်းမလာဘူးနော်အနေတော်လေးဒီလောက်ကလေးဆိုရင်အတော်လောက်ကလေးပဲနော်好ဒါဆိုရင်ရီနဲ့ R နဲ့ရပြီနော် right ဒီနဲ့နှစ်ကိုရပြီဆိုရင်တော့ဆိုတော့အခုနံပါတ်ထုတ်နောက်ထပ်နှလုံးသွားမယ်နော် right နောက်ထပ်နှစ်ခုကစမ်းလေးရတော့လေတော်တော်များများမှားကြတာပါလဲတော့စမ်းကသူဒီစလုံးပုံစံလေးကသူကရီပြီးွားရင်ဒီအလယ်လေးကနည်းနည်းလေးတူသွားတာအပေါ်တက်နည်းနည်းတူပြီးတော့အောက်ကအရှည်ဆုံးလေးဖြစ်ရနော်တော်တော်များများမှားပြီးတော့ဒီလိုမျိုးလေးပိရမစ်ပုံစံမျိုးလေးဆွဲလာရင်သူကမှားပါတယ်နော်နောက်ဆိုတော့သူ့ကိုရေးတဲ့ခါကျရင်အပေါ်ကရှည်မယ်အလယ်လေးကနည်းနည်းတူမယ်အောက်ကရှည်မယ်ဒီလိုမျိုးလေးဖြစ်ရမှာနော်ဒါလေးကစမ်းနော်စမ်းကိုရေးတဲ့ခါစမ်းနော် A ပေါ်မှာစမ်းတယောက်ကလေးတင်ရမယ်တစ်တန်လေးနော်သူကနံပါတ်3ဒါဆိုရင်တင်းနှစ်3ကိုတရုပ်လိုရေးတတ်ပြီပေါ့နော်လိုက်အခုနောက်ဆုံးတစ်ခုနံပါတ်4သွားမယ်နံပါတ်4ကကြတော့ရီစုပြီးွားရင်ဟန်ဂျာကိုပြီးွားရင်ဒီအထဲလေးကစုဖြစ်ပြီးွားတော့မှစုဝမ်ပြီးွားတော့မှအောက်ကရီဟန်လေးပိတ်ဒါလေးကစစ်နော်စစ်လို့အတန်ထွက်တယ်သူက I ပေါ်မှာအတန်ထွက်နေရစမ်းတယောက်တင်ရမယ်နော်သူက4ဒါဆိုရင်ဒီနေ့ ဆန်းစစ်တင်းနှစ်3လေးကိုတရုပ်လို့ဟန်ဂျလီနဲ့ရေးတက်သွားပြီဖြင်းရင်လည်းတည်သွားပြီဟန်ဂျလည်းတည်သွားပြီပေါ့နော်နောက်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်နော်好大家再见